တွေကသူက niche market unit market ကိုကြိုက်လာတယ်မတူတာလေးတွေပေါ့နော်ဝေ့ရတာပေါ့နော်အစွဲလည်းမရှိကြတော့ဘူးဟိုကကျမပြောတယ်ကျမ brand ကိုသူတို့ဒီလဒါကြိုက်ပြီမယ်နောက်ဟာလည်းသူတို့သွားဝင်ပါပဲဒါအများနဲ့ပြောင်းလဲနေရလေဒါ trend ပဲငငယ်တုန်းကဆိုအမအဲ့လို overfee meeting တွေသွားလို့ရှိရင်သူတို့တွေပြောတာကြီးကြားတာပေါ့နော်သူတို့တွေကတခြားနိုင်ငံကိုသူတို့ market ဖြန့်ကျင်တဲ့ခါကျရင်သူတို့နိုင်ငံမှာဆိုလို့ရှိရင်နိုင်ငံခြားမှာအဲ့လို register လေးတွေနဲ့တင်ထားတာလေးရှိတယ်ပေါ့နော်ဆိုအဲ့လိုမျိုးလေးလေးလာတာပေါ့နော်ဒါပေမဲ့အမ fin ပါဟာဥမာ Singapore ပဲထားလိုက် for FM မှာဟာ तू က China မှာမှားတယ်ပေါ့နော်ဟာဒါမဲ့တော့သူ့ market တွေမဟုတ်တော့သူ့ရဲ့ local brand ဆိုပြီးတော့လုပ်ပြီးတော့သူများ market ပေါ့ကျမတို့လိုနိုင်ငံတို့ Vietnam နိုင်ငံတို့သူ့ brand အရန်ကိုပေါက်သွားပြီဆိုလို့ရှိရင်အဲ့နိုင်ငံတွေက franchise ပြန်ယူတယ် franchise ပြန်ယူတဲ့ခါကျတော့သူ့ business က growing ဖြစ်တာပေါ့နော်ကျမအနေနဲ့တော့အများကြီးဝေးပါတယ်ဒါမဲ့ဒါကတော့ကိုယ့်ဘက်ကိုလှုပ်ထားတာပေါ့နော်ပြောပြတာဗမာနိုင်ငံထဲမှာတော့မရှိပါဘူးအားလုံးကသူ့ market နဲ့တူပေါ့နော်ဒါမဲ့နိုင်ငံခြား market တစ်ခုကဒီနိုင်ငံကိုဝင်လာရင်ဟိုမှာအထူးသဖြင့် China ကိုဝင်ကျင်တယ်ပဲထားရင်တော့မှmarket ဒီ market ကသူတို့ရိုက်ရှာလိုက်တာနဲ့သူကဒီလိုလှုပ်ထားပါလားဆိုလို့ရှိရင်သူတို့ဟို design တွေပါတယ်အဖာသူတော်တွေးရတော့မှာပေါ့နော်ဘာလို့လဲ market တစ်ခုရှေ့ရောက်ဖို့ပေါ့နော်ဒါကျမဟို market leader တော့မဟုတ်ပါဘူးပေါ့နော်ဒါပေမဲ့နေရာလေးတနေရာလေးအခုမှစပြီးတိလာတဲ့အချိန်မှာ market တစ်ခုကရှေ့ရောက်ဖို့ဆိုတာမလွယ်ဘူးအခုခေတ်မှာတဖြည်းဖြည်းချင်းလေးကိုလူသိလာတာပေါ့နော်ဝုန်းကနေသိပြီးတော့လဲကျမတို့ကဝုန်းကနေလဲပျောက်သွားမှာကြောက်တယ်ပေါ့နော် market မှာကျမတို့ကဒီ favorable ဒီရက်တည်ကျင်တာရေရှည်ရက်တည်ကျင်တဲ့အတွက်ကြောင့်ဟိုကျမ design တော်ရွှေးတယ်ဟိုသူတို့ပြလိုက်လဲကျမယူချင်မှရှူတယ်ကျမပါကိုကျမ define လေးရွှေ့တယ်နောက် market ဘာကြိုက်မလဲပေါ့နော်အရင်တော့ကလူငယ်လူကြီးနောက်ပြီးဒီ private sector ဒီ factor မျိုးစုံပေါ့နော်ဒီ corporate factor တဖြည်းဖြည်းနဲ့ဒီသူတို့ဘာကြိုက်မလဲပေါ့နော်အဲ့လိုမျိုးလေးနဲ့ကျွန်မရွေးတယ်ကျွန်မကိုယ်တိုင်လည်းကင်တယ်ဘာလို့ဆိုတော့ကင်ကြည့်တာဝယ်သူအနေနဲ့ရောအဆင်ပြေလားဒီ vein လုံးနဲ့ကိုလည်းဟိုဟာဖြစ်လားပေါ့နော်ကျမဒီတရုတ်ပြည်မှာအလုပ်လုပ်တယ်ဒီအမနဲ့လုပ်တယ်သူ stock နောက်ထပ်အသစ်လေးပေါ်ရင်ကျမအသစ်လေးနဲ့အဲ့လိုပေါ့နော်ဟာ feeling လိုက်အဲ့လိုဆိုကျမတို့ကိုယ်တိုင်ကလည်းပြောင်းလဲနေတော့ trust ကအရင်ပြောင်းတယ်နောက်ထူးခြားတာတခုကလူငယ်တွေမကောက်လူကြီးတွေကပါအားပေးလာတယ်ပေါ့နော်အဲ့ဒါလေးကတော့ဝမ်းသာစရာပဲဟိုဥပမာဟိုဒီလိုမျိုးလာဝယ်ကြပါတယ်ဒီပြောရင်ဒီညီမလေးတွေဆိုရင်ပေါ့နော်ဒီဝန်ထမ်းလေးတွေပေါ့2000ကျော်3000လောက်ကကျမဖတ်ထုတ်ထဲအားပေးကြတယ်သူတို့အားပေးကြတယ်သူတို့ perfect လေးနဲ့ဖုတ်တယ်လို့ဒီသိန်းကျော်သွားတယ်အမတွေ anti တွေဆိုလဲတကူတကတကယ်ကို branded တွေပဲကင်နေအမတွေဆိုလဲဒီလိုမျိုးတွေလာအားပေးတယ်တမင်တက်သမီးကိုအားပေးဆိုလာအားပေးတာအန်ဒီတို့လည်းကင်ပေးတယ်ကျမတို့သူတို့အနေနဲ့ကျမ brand ကို fancy လိုပဲကင်တစ်ခါပဲကင်ဟိုသူတို့ဝယ်ရတဲ့ကိုကျမကျေးဇူးတင်တယ်ပေါ့နော်ဆိုတော့ဟိုclass မခွဲတာဘူးကျမပြောချင်တာဒီတေးလေးလဲဝယ်နိုင်တယ်လို့အကြီးကြိုက်ရင်လည်းအကြီး market ပေါ့နော်တဖြည်းဖြည်းနဲ့ပေါ့နော်ဆိုတော့ရှိတယ် market ကဟိုတချို့အခုရောင်းနေတဲ့တချို့အိတ်တွေနိုင်ငံခြားမှာရောင်းတယ်လို့2သိန်း3သိန်းထိကျမထုတ်လို့ရတာရှိတယ်ဒါပေမဲ့အဲ့ဒါကြောင့်လည်းကျမဘာဖြစ်သွားမလို့လဲသားဒီလဲသားတွေမဟုတ်တော့ဘူးကိုယူတဲ့ဈေးကတော့3သိန်းကျော်လောက်ရှိမယ် market ထဲကို2သိန်းကျော်3သိန်းလောက်ဖြန့်လို့ရမယ်ပေါ့နော်ဆိုတော့အဲ့ဒီအထိသွားလို့ရတဲ့ဟာမျိုးရှိတယ်ထုတ်ရင်ထုတ်နိုင်တော့ကျေပြန့်တယ်ပေါ့နော်ဒါပေမဲ့investment ကမတူတော့ investment ကထပ်လိုက်ရတော့မှာပေါ့နော်ဒါကကြတော့ကျမတို့ PU လက်သားနဲ့လုပ်ထားတယ်ဒါဆိုကျမ logo လေးတွေပေါ့နော်ဒီ logo လေးတွေပြန်လုပ်တယ်ဒီ leather ကင်လိုက်တာနဲ့တည်တယ် feeling ကိုပေါ့နော်ဒါဆိုဒါလူကြီးတွေတော်တော်ကြိုက်ကြတယ်လူကြီးလူငယ်ပါပဲဒါမျိုးလေးဆိုလို့ရှိရင်ဒီလိုမျိုး corporate feather ဒီအမတွေညီမတွေဆိုလာအားပေးတယ်နောက်ဆရာမတွေဒီဝန်ထမ်းတွေ feather မျိုးစုံပေါ့လေဟိုဆိုတော့အကုန်လုံးကတော့ဟိုအကြိုက်ကကျမဖီမှာအားလုံးကလင်းနေတယ်ပေါ့နော်တချို့ဆိုလည်းအခုလောက်ကင်တို့မူဖယ်တို့မြဝတီတို့လည်းအားပေးတယ်ကျမပြောတာပေါ့နော်ဟာလောက်ကင်တို့မူဖယ်တို့ဆိုတာတရုတ်ပြည်နဲ့အရင်နီးတယ်ဘာလို့ဝယ်လဲဆိုတော့မဟုတ်ဘူးမတူသူတို့ဒါမျိုးဒီကကျမထင်တာတော့ customer တွေကကြိုက်မှရောင်းလို့ရတာလေကျမသူတို့ပစ္စည်းကြိုက်လို့အားပေးတယ်ပေါ့ကျမပို့ရတယ်ဒီကျမတို့ Royal Expert တွေဒီ B တွေနဲ့ကျမတို့ဒီလိုပဲအိမ်နိုင်ငံရောက်တွေပို့ရတာပေါ့နော်ငယ်တွေကလည်း fashion ပဲဝါသနာပါပေါ့အမကဟို business owner အနေနဲ့အလုပ်လုပ်ချင်တာမဟုတ်ဘူးအမက career အနေနဲ့လုပ်ချင်တာအမဒီ career လေးကအမအနေနဲ့ဟိုထမင်းဖားလက်မှတ်ပေါ့နော်ဒါအမတက်ကျွမ်းတဲ့ပညာလေးနဲ့အမကဒီ building in brand နဲ့ building in marketing လုပ်ထားတဲ့အတွက်ကြောင့်လုပ်ချင်တယ်အခုဆိုလို့ရှိရင်အမကိုဒီ Singapore မှာ
အားပေးကြတယ်ပမာတွေပါပဲသူတို့တကူးတစ်ခါကိုဒီအမပို့ရတယ်ဒီ expect တွေနဲ့ပေါ့နော်ဒါအားပေးတာအဲ့လိုမျိုးအားပေးတယ်နောက်ဘန်ကောက်ကတချို့လည်းအားပေးပါတယ်အခုနောက်ပိုင်းပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးမှာသွားဖြန့်မှုကကြောင့်လဲအမ store အရေးအတွက်များမှရပဲကိုဟာနဲ့ကိုတော့ဒီအခုလောလောဆယ်အမရန်ကုန်နဲ့ဒီကို fly နဲ့တော့အမပတ်ချလဲနေတယ်ဘာလို့ဆိုအမခုနကလို့ပေါ့အမသွားခြင်းတဲ့ market က define များ store နဲ့ဒီဟာ fashion ဒီတစ်ခေါက်ဒါထွက်လိုက်တယ်နောက်မထွက်တော့နောက်တစ်ပိုင်းအမကူးကျင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဖြစ်နိုင်မှုဆိုတာအမအလုံးကြီးအတွက်များမှရမယ်များလိုက်ပြီးသွားရင်လည်းအမ stop block ဖြစ်သွားမှကြောက်တယ်ကိုကရောင်းနေရတာတည်ရနောက်ဟာကိုမရှင်းနိုင်အဲ့ဒါအရှုံးပဲဒီ file လေးဖွင့်လိုက်တဲ့အချိန်မှာအိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်ပြင်သစ်ဒီမှာလာဝယ်တဲ့အချိန်မှာသူတို့ကကြည့်တယ်ဒါတော့ local made မဟုတ်ဘူးဆိုတာသူတို့နားလေတယ်ဒါပေမဲ့မြန်မာ brand လို့ပြောလိုက်တာ ਨੇ သူတို့ကြည့်လိုက်တယ် trademark in မြန်မာဘာဆိုသူတို့သဘောပေါက်တယ်ဒါသူ့ရဲ့ brand လေးပဲဆိုတဲ့ဟာမျိုးဆိုတဲ့အတွက်ကြောင့်ဒီ club တွေကကျမတို့ဒီမှာက club တော်တော်များတယ်ဘယ် club နဲ့ကိုကဆိုတာပြန်ရွေးရမှာပေါ့နော်ဥပမာ club 45ခုလောက်ရှိတယ်45ရှိတယ် club 45မှာကိုနဲ့ဟာကိုက club တစ်ခုချင်းစီကိုကျမတို့ကပြန်ပြီးတော့ပြန်ရှောက်ရတာပေါ့နော်ဒါက2023မှာဒါအတိအကျဖြစ်တာကျမဖားရှောက်တော့ဆို2019ကရန်ကုန်ဖားလိုက်ရုံကိုသွားရတယ်ဒီဖားချုပ်ရုံပေါ့ဖားချုပ်ရုံကိုသွားတယ်အဖင်ပြရတယ် logo ပြရတယ်အဲ့ကနေပေါ့သတင်းဖားလည်းထည့်2019မှာတခါလောတစ်ခုထွက်တယ်2023မှာတော့ဒါကတော့အတီဖြစ်သွားတာပေါ့နော်ဆိုတော့အခုနောက်ပိုင်းတော့ခစ်ဖားလာပါလိမ့်မယ်နောက်ပြီးကိုယ်ပိုင်ထုတ်ချင်တဲ့ကလေးလေးတွေကလည်းအများများလာတယ်ကျမတို့လာမေးတယ် page ကနေဆိုတော့ကျမအများကြီးရှင်းပြတယ်ထုတ်လို့ရတယ်ညီမလေးတို့ဒါပေမဲ့ဒီလို retail fashion business ဆိုတာကိုယ်တိုင် creation လုပ်ရတာပေါ့နော်ကိုကသူများနဲ့မတူတာကိုဖောက်ထွက်ရတာပေါ့သူများဒီဟာလေးရောင်းတယ်ဒီဟာလေး trend ရောင်းလို့ကျမတို့ကလိုက်လုံးလို့ရတဲ့ခက်ကကြံခဲ့ပြီ